ဒီနေ့မှာတော့ကျွန်တော် CA 3တော့မှာပါဝင်တဲ့ registration ကိုအသုံးပြုလေဆိုတာလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီမှာကျွန်တော်တို့ဒီ CTA 3တော့မှာဆိုလို့ရှိရင်တော့သူက registration က8 line တိတိအသုံးပြုလို့ရတဲ့အပြင် ban ကို16 line တိတိပါဝင်လာဖြစ်တယ်ပေါ့နော်ဒီ ban တစ်ခုချင်းစီတိုင်းမှာကျွန်တော်တို့ဒီ registration က8ခုလုပ်လို့ရတယ် okay ကျွန်တော်တို့ ban ကဘယ်လောက်ပါလဲ16 line ဟုတ်တယ်နော်16 line ပါတယ် okay အဲဆိုရင်ကျွန်တော်ကအတန်ကိုဘယ်လို registration လုပ်လဲဆိုတာကျွန်တော်တုံးတစ်ချက်ရွေးလိုက်မယ်ရွေးပြီဆိုလို့ရှိရင်ဆိုမှဆိုဒီကျွန်တော် organ အတန်လေးပေါ့ဒီအတန်လေးကိုကျွန်တော်လိုချင်တယ်ဆိုရင်ကျွန်တော်ဒီမှာပေါ့နော် store ဆိုရဲခလုတ်ကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးလို့ရှိရင်နံပါတ်1လေးကိုကျွန်တော်တစ်ချက်လိုက်ဒီကောင်ကကျွန်တော် band 1မှာတွင်းထားတာဟာလေးပေါ့နော် okay အဲဆိုရင်ကျွန်တော်နောက်ထပ်တစ်တန်ကိုကျွန်တော်ထပ်ပြီးတော့ယူလိုက်မယ်ဒါပြီး EPN ကိုတားလေးပေါ့နော် okay ထိုနည်း၎င်းပဲကျွန်တော် store ကိုတစ်ချက်နှိပ်မယ်ပြီးရင်နံပါတ်2မှာထည့်ကျွန်တော်ထည့်ရတဲ့ဟာကဝင်မဝင်ကျွန်တော်တစ်ချက်ပြန်တီးကြည့်မယ်နော် okay 1ကိုနှိပ်လိုက်မယ် okay နံပါတ်2ကိုနှိပ်လိုက်မယ်okay အဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ registration မှာရှိတဲ့8 line လုံးကိုကြိုက်တဲ့အတန်လေးကိုစိတ်ကြိုက်ထည့်လို့ရတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ bank ရွေးမယ်ဆိုရင်လည်းဒီ wheel လေးနဲ့ပေါ့နော်ဟောဒီမှာဆိုလို့ရှိရင်ဒါ bank 2မှာဆိုရင်ကျွန်တော်ဗာထည့်ရတယ်ကျွန်တော်တစ်ချက်ကြည့်လိုက်မယ်ဒါ bank 2မှာထည့်ရတဲ့အတန်လေးပေါ့နော် okay အဲ့လိုပဲကျွန်တော်တို့ထည့်ရတဲ့ bank ကိုဒီကနေပြီးတော့ရွေးမယ်ဆိုလို့ရှိရင်ဒီလိုလေးရွေးရတာပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ခင်ဗျ